Hi everyone အားလုံးပဲမင်္ဂလာပါအင်္ဂလိပ်စာအခြေခံစကားပြောလေးတွေလေ့လာကြမယ် Okay ပထမဆုံးတစ်ခုက long time no see long time no see မတွေ့တာကြာပြီเนาะလို့ပြောတာပေါ့နော်နောက်တစ်ခုကကျတော့ how have you been how have you been Okay ဒီတော့တွင်ဘယ်လိုလဲပေါ့နော်ဒါမျိုးမေးတာကျွန်တော်နောက်တစ်ခုကကျတော့ I'm doing great I'm doing great Okay ငါအဆင်ပြေတယ်เนาะအဲ့လိုတစ်ပုံမျိုးပြောတာနောက်တစ်ခုကကျတော့ the same as usual the same as usual okay ခါတိုင်းလိုပါပဲပေါ့နော်နောက်တစ်ခုကကျတော့ I have to go now I have to go now okay ငါအခုသွားရတော့မယ်အဲ့တော့နောက်တစ်ခုကကျတော့ it was nice seeing you it was nice seeing you okay မင်းနဲ့ပြန်တွေ့ရတာဝမ်းတာတယ်အဲ့ဒါမျိုးပေါ့နော်နောက်တစ်ခုကကျတော့ I'll call you later I'll call you later okay နောက်မှဖုန်းဆက်လိုက်မယ်နော်ဒါပဲပြောတာနောက်ဆုံးတစ်ခုက keep in touch okay အဆက်အသွယ်လုပ်ကြမယ်လို့ပြောတာပေါ့နော်ဟုတ်ကဲ့ပါ Foundation for English ရဲ့သင်ခန်းစာလေးတွေကို Facebook မှာ YouTube မှာလေ့လာလို့ရပါတယ်လေ့လာပြီးတော့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သင်ခန်းစာဗီဒီယိုတွေမှာပြန်တွေ့ပါမယ် See you in the next video goodbye